တတဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမှန်ကန်သောစကားကိုပြောဆိုရာမှန်ကန်သောမှုကိုလုပ်ဆောင်ရာမှန်ကန်သောသမွေမှုရွယ်ဆောင်ရာဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တယ်လားကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါတဏှာကလွတ်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်စေကြောမဲ့တရားမှန်ကန်သောအာထုံမှုရှိစေရာမှန်ကန်သောအောင်မေခြင်းနှလုံးမူရာမှန်ကန်သောတည်ကြည်မှုစုဆိုင်ရာတမာရီတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တယ်လားကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါရိယာရေကြည်ကြံသောတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်လမ်းပြရတရားမှန်ကန်သောယူမျိုးမြဲယူပါမှန်ကန်သောကြံမျိုးမြဲကြံပါမှန်ကန်သောသီလနဲ့တမာရီဖြည့်ပါပညာတရားနှမနဲ့ကျင့်ပါဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တယ်လားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တယ်လားAmen.